မင်္ဂလာပါရှင်ဒီနေ့စင်ကာပူနိုင်ငံချိုင်းနာတောင်းမှာရှိတဲ့ဗုဒ္ဓမြတ်စွာဘုရားကင်းဝတ်စံပယ်ဝင်နဲ့စံကြောင်းတော်ကိုထားပါမယ်ပြီးတော့အခုသွားမယ်ဗုဒ္ဓအဆွေတော်ကျောင်းနဲ့မြန်မာနိုင်ငံကဘယ်လိုဆက်နွယ်မှုတွေရှိနေလဲဆိုတာကိုပါဒီဗီဒီယိုလေးမှာပြပြပေးထားမှာဖြစ်ပါတယ်ရှင်ဆွေတော်ကျောင်းကို MRT နဲ့သွားမယ်ဆိုလို့ရှိရင် China Town MRT ကနေပဲဖြစ်ဖြစ် Maxwell MRT ကနေပဲဖြစ်ဖြစ်အဆင်ပြေတဲ့နေရာကနေသွားလို့ရပါတယ်ကျမတို့ကတော့မဆွဲ MRT ကနေသွားလိုက်ပါတယ်ဗုဒ္ဓယုံထဲမှာဗုဒ္ဓဆွေတော်သူဆိုပြီးတော့လမ်းညွှန်ထားတာတွေတွေ့ရပါလိမ့်မယ်မဆွဲဗုဒ္ဓယုံဂိတ်ထဲကနေထွက်လိုက်တာနဲ့စံကြောင်းတော်ကြီးကိုလှမ်းမြင်နေရပါတယ်ရှင်စံကြောင်းတော်ကြီးက၄တက်ရှိတယ်အခုရောက်နေတာကမြင်းကြီးတက်ခမ်းမဆောင်ကြီးပေါ့နော်ဒီအဆောက်အဦဒီဇိုင်းကိုထန်ခေတ်လက်ရာအတိုင်းပုံဖော်ထားတာလို့သိရတယ်ခမ်းမဆောင်ထဲမှာနောင်ပွင့်တော်မူပဲအရမတေယဖရာကိုရည်စူးပြီးတော့ပူဇော်ထားကြတယ်ဒီခမ်းမကြီးရဲ့နံရံပတ်လည်မှာလည်းဗုဒ္ဓရုပ်ပွားတော်တွေပူဇော်ထားတာကိုဖူးတွေ့ခဲ့ရတယ်ဂျာပန်ပြည်ထဲမှာစံပေတော်မူနေတဲ့ point เนาะ
အခုဓာတ်လီကားနဲ့အပေါ်ဓာတ်တွေကိုဆက်သွားပါမယ်အခုရောက်နေတာကဗုဒ္ဓရှင်ကျေးမှုပြတိုက်ပါဒီနေရာမှာကဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့အိန္ဒိယမြန်မာနီပေါတိဘက်တရုတ်ကိုရီးယားဂျပန်ထိုင်းစတဲ့နိုင်ငံတွေကရှေးဟောင်းလက်ရာတွေရောခေတ်သစ်လက်ရာတွေရောပါတယ်ဗုဒ္ဓရုပ်ပွားတော်တွေကိုစုစည်းပြီးတော့ပြသထားတာဖြစ်ပါတယ်ဒီကျောင်းတော်ကြီးမှာကဲဝတ်ဆံပဲတော်မူတဲ့ဗုဒ္ဓဆွေတော်ရဲ့မူရင်းဒေသကတော့မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ဦးမြို့ပါပဲဖြစ်ပါတယ်1980ပြည့်နှစ်တုန်းကမြန်မာနိုင်ငံမြောက်ဦးမြို့မှာရှိတဲ့ဗန္ဓုလကျောင်းတိုက်ရဲ့ပဓာနာနာယကဆရာတော်ဦးစကပါလာကဒီပကံတောင်မှာပြိုကျပျက်စီးနေတဲ့ဇေဒီတော်နဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးကိုပြုပြင်ဖို့အတွက်တွားရောက်ခဲ့ကြတယ်တဲ့အဲ့ဒီမှာအပျက်အစီးတွေကိုရှင်းလင်းနေတော့ဇေဒီတော်အတွင်းကနေပြီးတော့ဗုဒ္ဓဆွေတော်မြတ်နဲ့အခြားသောဓာတ်တော်တွေကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်ဆရာတော်ဟာဒီဗန္ဓုလကျောင်းတိုက်အတွင်းမှာပဲတွေ့ရှိခဲ့တဲ့ဗုဒ္ဓမြတ်ဆွေတော်ကိုနှစ်ပေါင်းများစွာသိသိပူဇော်ထားခဲ့ပါတယ်။နောက်ပိုင်းကျတော့ဆရာတော်ဥစကပါလာဟာစင်ကာပူနိုင်ငံကဖုံးတော်ကြီးရှီဖာကျောင်းနဲ့စုံစည်းမိရာအနေတဆင့်အခုတွေ့ရှိထားတဲ့ဆွေတော်မြတ်ကိုကဘာတဝမ်းမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေလာရောက်ဖူးမြော်နိုင်ရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့2002ခုနှစ်မှာဆွေတော်မြတ်ကိုစင်ကာပူနိုင်ငံကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဆွေတော်လက်ခံရရှိခဲ့တဲ့ဆရာတော်ကစင်ကာပူနိုင်ငံချိုင်းနာတောင်အခုနေရာမှာလေးတက်ကျောင်းဆောင်ကြီးကိုစောက်ပြီးတော့ဆွေတော်မြတ်ကိုပူဇော်ထားရှိထားတာပဲဖြစ်ပါတယ်။ဗုဒ္ဓဆွေတော်ပူဇော်ထားရှိတဲ့အထက်မှာကျတော့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ခွင့်မရှိလို့ကျွန်မအနေနဲ့ပြန်လည်မျှဝေပေးမရခဲ့ပါဘူးရှင်။အခုရောက်နေတဲ့နေရာမှာပြည်တွင်းပြည်ပကထင်ရှားကြော်ကြားတဲ့ဆရာတော်တွေတန်ဃာတော်တွေရဲ့ဘဝမှတ်တမ်းအထုပ်ပတ်တီတွေကိုရုပ်ထုတွေဓာတ်ပုံတွေနဲ့တကားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။
ဘူးဆိုတော့လည်းပြီးသွားပြီနေ့ရက်စာစားချိန်လည်းရောက်ပြီဆိုတော့ဒီအနီးနားမှာပဲရှိတဲ့နာမည်ကြီး Maxwell Food Court မှာသွားစားပါမယ်။ညာနာမည်ကြီးချက်စီထမင်းနဲ့မလေးရှားခောက်ဆွဲကြောပါလိုက်ပါပြီ။ Two sugar cane, with lemon. With lemon soup. You want ice? You want ice? How do you pay in this app? Wait. Huh? How do you pay in the app? I don't know. I don't know. This one you put. Mine also. Hi, sir. ဒီနေ့အစီအစဉ်လေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြမယ်နော် Michelle Cho Channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ထားပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်医学